ကျမစတက်ပါလေချင်းကောင်လေးချောချောလေးတခါမှမတွေ့ဘူးသေးဘူးဒါကတော့အမှန်တရားပဲစိတ်လည်းမဆိုးကြနဲ့ကျမပဲမတွေ့တာလားသူတို့ပဲကျမရှိမပေါ်လာတာလားတော့မသိဘူးပေါ့နော်ဆိုတော့ကျမလည်းချင်းကောင်လေးတွေအပိုင်ဖြစ်ချင်ပါတယ်ဆိုတော့ချင်းပြည်နယ်မှာရှိတဲ့ချင်းသားစစ်စစ်ချောချောလေးပုံကျမကိုပြကွာကျမအဲ့ဒါတွေးမှာပဲဩချင်းကောင်လေးတွေကချောကြပါလားဆိုတာလက်ခံမယ်နော်အခုကျမကိုလေးစကားလာပြောတဲ့ချင်းကောင်လေးတွေကွာကျမဦးစားပေးပြီးတော့ပေါ့နော်ချင်းကောင်လေးတွေဦးစားပေးပြီးကြည်တာကွာဒါပေမဲ့အစင်မပြေဘူးကွာအစင်မပြေဘူးဆိုတော့နည်းနည်းချောချောကလေးချင်းကောင်လေးပုံလေးရှင်လှုပ်ပါအောင်ကောင်လေးတွေလင်းပါအောင်ချင်းကောင်လေးတွေဦးစားပေးထားတာနော်အခုကရင်ကောင်လေးတွေကိုခောက်ထားတယ် no ကရင်ကောင်လေးတွေကျွန်မစိတ်ဆိုးနေတာဆိုတော့ချင်းကောင်လေးတွေဦးစားပေးထားတာမလို့ကျွန်မကိုချင်းကောင်လေးနဲ့ချောချောလေးရှင်ပုံလေးတွေပြပါအောင်ဘာသာတော့တူတယ်ပေါ့နော်ယုံကြည်သူများတယ်ချင်းတွေလဲကျမတို့ကချင်းတွေလဲယုံကြည်သူများတယ်ဆိုတော့အဲ့ဒါတော့အစင်ပြေပြီးသားကွာဒီတခါတော့ပြောလိုက်ပဲတချင်းဆိုတတ်တာမဆိုတတ်တာအဲ့ဒါနောက်မှထားနည်းနည်းချောတဲ့ချင်းကောင်လေးဆိုရပြီကွာဒီမှာ mention ခေါ်ကွာကျမကြည့်မယ်ချင်းတွေတကယ်ချောမချော